ဒီနေ့ကဒါလက်ရှိအောက်တန်းလိတွေမှာရောက်နေတယ်ဒါပေမဲ့ Premier League မှာပြန်မြင်ချင်းပြီးရဲ့အသင်း3သင်းစီရွေးပါ3သင်းစီရွေးပါမယ်ပထမဆုံးကတော့ဒါ Leicester City ပါ15-16ရဲ့မထင်မှတ်ထားတဲ့ Champion ကြီးကလုံးဝကျဆင်းသွားတာကြီးကဒါမိနစ်ကတော့တကြောပြန်တက်လာရဲဆိုမှချက်ချင်းပြန်ဆင်းတယ်အခုဆို League 1 ထိပါဆင်းရတော့မယ့်နေတာဖြစ်သွားရဲဆိုဒါသူ့ရဲ့ပိုင်ရှင်ကွယ်လွန်ပြီးနောက်ပိုင်ရှင်အပြောင်းလဲမှာ management တွေလိုသွားရဲ့ထင်ပါတယ်ဆိုဖြစ်နိုင်မယ်ဆိုရင်တော့ Leicester ကိုလဲဒါ Premier League မှာတော့ပြန်မြင်ချင်းသေးရပေါ့ဆိုတော့ Leicester City ကိုနံပါတ်1ရွေးထားပါတယ်ဟုတ်ပါပြီအခုပထမဆုံးဒါအောက်တန်းလိတွေကနေပြီးတော့တသင်းကိုယ့်ရဲ့စန္ဒာလေးကိုပြန်ခေါ်ရမယ်ဆိုရင်ပထမဆုံးဟိုစိတ်ထဲမှာရောက်လာတော့ဒါ Black Band ပေါ့လေအပြာလေးနဲ့ဖြူလေးနဲ့ဆက်ကြားလေးဂျာစီလေးကလည်းလှတယ်ဒီမှာငငယ်တုန်းကတည်းကသတိထားမိရကွာလူကလည်းနင်းစီလေးနဲ့ဆန်းဆန်းနင်းစီလေးနဲ့ပြီးတော့သူတို့ထဲမှာတော်တော်ငငယ်တုန်းကကောင်းတဲ့ကစားသမားတွေတော်တော်များတယ်လို့ဆိုတော့ဒါ Black Band ကိုဒါပြန်မြင်ချင်ပါတယ်အခုအချိန်နေမှာလေဒါ Premier League Champion လည်းဖြစ်ပူတဲ့အတင်း3ချိန်လားမသိဘူး Champion ဖြစ်ပူတယ်ဆိုတော့ကျွန်တော်လည်းနံပါတ်1မှာရွေးထား Black Band ပါပဲဒါဒီချိန်တော့ငငယ်တော့ကြီးခဲ့တဲ့အချိန်မှာ Black Band က Premier League မှာပုံသေးရှိနေတဲ့အတင်းဒါခြေစွမ်းကလည်းမထင်လို့လုတ်ပြတက်တဲ့အတင်းမျိုးဆိုတော့ဒါ Black Band ကိုရွေးထားပါတယ်โอเคပါဟိုဒုတိယအသင်းနေတော့ဒါအာကြီးဆရာအသင်းဆရာအာကြီးကိုသင်ပေးထားရဲ့ဆရာအာကြီးဆရာအသင်း Stoke City ကိုမြင်ချင်ပါတယ်ဒါ Stoke City လို့ပြောရတာနဲ့ဒါမမထန်နဲ့တင်းကြီးကို fight မယ်ဆိုတော့အသင်းပေါ့လေနော်အခုအာကြီးလို့ sub piece တွေကလည်းဒါသူတို့စခဲ့တယ်လို့တော့ပြောရအောင်စခဲ့တယ်အဲ့တော့ Stoke City ကိုလည်းပြန်ပြီးတော့ Premier League မှာတွေ့ချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်လည်းနံပါတ်3သင်းက Stoke City ပဲဒါ Stoke တို့ Black Band တို့ကအရင်က Premier League မှာပုံသေးရှိခဲ့ရပါ Stoke City ဆိုလည်းဒါ8နှစ်လောက်ရှိပြီ Premier League ကနေတန်ဆင်းသွားပြီဟုတ်တယ်တမ်းမြတ်မတက်နိုင်ဘူးသူကတော့ဒါ League 1 ထိလည်းမရောက် Championship မှာပဲလဲနေရပါဆိုတော့ Stoke City လည်းပြန်မြင်ချင်ပါတယ်ကဲနောက်ဆုံးသင်းဟိုနောက်ဆုံးသင်းကတော့ဒါ Wigan ပေါ့ Okay Wigan ဆိုလဲဒါLeague 1 ထိရောက်နေပြီထင်တယ်ဟုတ်တယ်အဲ့တော့ဒါ Wigan ဆိုလဲဒါငငယ်တုန်းကဆိုလို့ရှိရင်ဒါသူကတော့ဒါEverton တို့အဆင့်လောက်တော့မရောက်ပေမဲ့ဒါအသင်းကောင်းသင်းလို့ပြောလို့ရတယ်အသင်းကြီးတွေဆိုအမြဲဒုက္ခပေးလေးရှိရပေါ့အဲ့ဒါ weekend ကိုလည်းဒါတွေးကြပါတယ်ခေပါနေရတာကျွန်တော် Premier League ကိုပြန်ရောက်စေခြင်းနဲ့ဒါအောက်တန်းလိအသင်းတွေကိုရွေးခဲ့တာဖြစ်ပါတယ်ဟုတ်ပါတယ်စုံတီကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါ